ဇွဲတက်ရွှေဆိုင်ပိုင်ရှင်တွေကြီးကြီးတက်ချမ်းသာနေရတဲ့နောက်ွယ်ကအကြောင်းရှင်ကဲပရိသတ်တို့ရင်နိုင်ငံကျော်ဇွဲတက်ဆိုတာကတော့စိန်ရွှေရတနာတွေထဲမှာနာမည်အကြီးဆုံးရွှေဆိုင်တစ်ဆိုင်ဖြစ်ပြီးတော့ဆိုင်ခွဲပေါင်းများများစွာနဲ့ဖွင့်လှစ်ထားနိုင်ခဲ့ရဖြစ်ပါတယ်။အခုလိုမျိုးစိန်ရွှေရတနာဆိုင်ခွဲကြီးတွေဖွင့်လှစ်လာနိုင်တဲ့နောက်ွယ်ကအဓိကအကြောင်းရင်းကလည်းရှိနေရပါ။အခုလိုဖွင့်လှစ်လာနိုင်ခဲ့ရကဇွဲတက်ပိုင်ရှင်တထေးကြီးနဲ့တထေးကတော်တို့ကအလူရည်ဇက်လက်နဲ့မကွာလူဒန်းမှုတွေပြုလုပ်နေရကြောင်းဖြစ်ပါတယ်။အခုမတ်လ28ရက်နေ့ကနေစတင်လှုပ်ခတ်ခဲ့တဲ့မြင်းကလေးကြီးကြောင့်ဖျားပထိုးတွေနဲ့တာရဏအဆောက်အဦတွေအပြင်လူနေတိုက်တာများစွာပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်။အခုလိုပြိုကျပျက်စီးသွားတဲ့နေရာမှာတာရဏအာဇာနည်တွေမွေးထုတ်ပေးရာအဓိကတောက်တိုင်ဖြစ်တဲ့မစိုးရိမ်တိုက်တစ်ကြီးကလည်းအပါဝင်ဖြစ်ခဲ့ရပါ။ဇွဲတက်ရွှေဆိုင်တထေးကြီးနေနဲ့တခြားခရိုနီတထေးကြီးတွေထက်အစောကြီးရောက်ရှိလာပြီးတော့ဦးဖျားဆောက်လုပ်လူတန်းခွင့်ပြုဖို့အတွက်တောင်းဆိုခဲ့ရဖြစ်ပါတယ်။အခုလိုဆောက်လုပ်ရမှာသိန်းပေါင်း9000မကလို့သိန်းသိန်းကုန်လဲစိတ်ပြက်ပြက်နဲ့လူတန်းနိုင်ပါတယ်ဆိုပြီးခွင့်တောင်းခဲ့ရပါအခုချိန်မှာအရင်ကျောင်းတကာကြီးဦးသက်ရှင်နဲ့ဆွေမျိုးမတော်ဆက်ပေမယ့်ရှေးကုသိုလ်ကံကြောင့်ဒီကျောင်းဆောင်ကြီးကိုဆောက်လုပ်လူတန်းနိုင်ခဲ့ရဖြစ်ပါတယ်ဒီလိုမျိုးအလူရေးဇလက်နဲ့မကွာလူတန်းနိုင်ခဲ့လို့လေအခုလိုမျိုးပစ္စည်းဥစ္စာတွေရှန်တက်လာပြီးတော့ကြီးကြီးတက်ချမ်းသာနေခဲ့တာဖြစ်ပါတယ်အခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ကဘလို့ထင်လဲဆိုတာပြောသွားရင်းနဲ့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါဦးနော်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်